ရှင်တထေးသမီးမို့တွေးကြည့်နေသလားဖြေတော်မူစမ်းကွယ်တို့တွေငယ်ရင်တော့ငါကြောက်သွားဖို့တငယ်ချင်းတွေထက်နင်းရဲ့ငါရဲ့တန်ရောတဲ့ကြီးပုံတွေမဲ့မုံကလေးများတော့ခွဲဝေပြီးတခုရရင်တစ်ပိုင်းစီစားတယ်နင့်မိပါတွေငါနဲ့တွဲလို့နင်းကိုရိုက်တော့ငါငိုရသည်ဟောဘသူတွေချုပ်ချယ်ပြီးမဲ့တို့များအချစ်ဟာမေတ္တာမပြတ်ပါတကယ်